အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကပါဒီဗီဒီယိုလေးမှာတော့ချီပွန်ပန်းထိုးလေးပေါ့နော် original cashmere လေးတွေရဲ့ချုပ်ပုံဒီဇိုင်းလေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ချီပွန်ပန်းထိုးလေးပါ cashmere ဒီဇိုင်းလေးကိုထိုးထားတာလေးပါအယောင်လေးကတော့ရင်းနှီးစိမ်းလေးအရန်လာတယ်ဒီဇိုင်းလေးလည်းအရန်လာတယ်အယောင်လေးလည်းအရန်လာတယ်ဒါလေးကတော့ချုပ်ထားတဲ့ပုံစံလေးကတော့ဒီလိုမျိုးလေးပေါ့နော်အလဲမှာစာဘားလေးနဲ့ဆက်ထားတယ်ပြီးဒီနားလေးမှာ draping လေးနဲ့ပြီးလက်ကလေးကိုဒီမှာခွဲပြီးတော့ဖဲပွင့်ဒီဇိုင်းလေးပြန်လုပ်ပေးထားပါတယ် sequence လေးပြန်ထိုးပေးထားတာပေါ့နော်ဒီဒီဇိုင်းလေးတွေဆိုရင်ဒီပန်းထိုးဒီဇိုင်းလေးတွေဆိုရင် daily wear နေပြီးတော့ပွဲတက်တီဝတ်လို့အဆင်ပြေတဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးကတော့ရင်းနှီးစိမ်းလေးပါဒါလေးကလည်းချီပွန်ပန်းထိုးလေးပါသူလည်းပဲ cashmere ဒီဇိုင်းလေးကိုထိုးထားတာလေးပါဒါလေးကအရန်လာတယ်ပန်းထိုးလို့တော့မထင်ရဘူးပေါ့နော်ရုပ်တရက်ကြည့်လိုက်လို့ရှိရင် original cashmere လို့တော့ထင်ရတဲ့အဆင့်လေးပေါ့နော်ဒါလေးကတော့အသားရောင်လေးပါသူ့ကိုကြတော့ဒါမျိုးလေးချုပ်ထားပါပေါ့နော်ထမိန်စလေးကိုရင်ဘတ်ကလေးမှာပြန်ယူထားတယ် no bra လေးချုပ်ပေးထားပါတယ်ပြီးဒီနားလေးမှာ draping လေးတွေထည့်ပေးထားတယ်ဟိုလိုက်လို့ရှိရင်ပိုလာမဲ့ဒီဇိုင်းလေးပေါ့နော်ဒါလေးဒီနားလေးမှာတော့ sequence လေးထိုးပေးထားပါတယ်နောက်ကိုကြတော့ zip ကလေးနဲ့ချုပ်ပေးထားပါတယ်ရှင်ဒါလေးကတော့အသားရောင်လေးပါကကြတော့ပန်းထိုးလေးပါပဲเนาะချီပွန်ပန်းထိုးလေးသူလည်းပဲ cashmere အစင်လေးကိုထိုးထားတာလေးပါဒီစင်လေးလည်းအရန်လာတယ်အရန်ကိုကြိုက်ကြတဲ့ဒီဇိုင်းလေးပေါ့เนาะအရန်ရောင်းရတဲ့ဒီဇိုင်းလေးပါဒီဟာလေးကိုကြတော့မင်း live မှာဝတ်တဲ့ဒီဇိုင်းလေးပေါ့နော်အဲ့ဒီဒီဇိုင်းလေးတိုင်းချုပ်ပေးထားပါတယ်ရင်ဘတ်ကလေးမှာထမိန်စလေးကိုအပြည့်ယူထားပေးတယ်ပြီးလို့ရှိရင်နောက်ကိုကြတော့ဒီလိုမျိုးပေါ့နော်ပဝါခြုံထားတဲ့လိုမျိုးလေးအဖက်ကလေးတင်ထားပေးတယ်လက်ကိုကြတော့ဒီဇာဘားလေးထည့်ပေးထားတာပေါ့နော်ဝတ်လိုက်ရင်ကြတော့ဒီဇာဘားလေးကအသားနဲ့ကပ်ပြီးတော့လက်မပါသလိုလေးဖြစ်ပြီးတော့အပိုင်းလေးတင်ထားတဲ့လိုမျိုးဒီဇိုင်းလေးပေါ့နော်အဲ့လိုမျိုးလေးချုပ်ထားပါတယ်ဒီဟာလေးကတော့ငပိရောင်လေးပေါ့နော်မိုင်လိုရောင်လေးလားအဲ့လိုမျိုးရောင်လေးငပိရောင်မဟုတ် sorry မိုင်လိုရောင်လေးအရန်လာတယ်ဒီဟာလေးလဲနောက်တစ်စုံဒါလေးကတော့ original cashmere လေးကိုချုပ်ထားတာလေးပါရှင်သူကတော့နက်ပြရောင်လေးပေါ့နော်အရန်လာတယ်ဒီဒီဇိုင်းလေးကိုလည်းအရန်ကြိုက်ကြတယ်ဒီ cashmere ဒီဇိုင်းလေးပေါ့နော်ဒီဟာလေးကိုကြတော့ရင်ဘတ်မှာ draping လေးထည့်ထားပြီးတော့ဒီနားလေးမှာ sequence လေးပြန်ထိုးထားတယ်ပြီးလို့ရှိရင်ဒီနားလေးမှာလည်း sequence လေးမြန်မြန်လေးထိုးပေးထားပါတယ်ဒါလေးကတော့ပွဲတက်ဖို့ဆိုတော့ sequence လေးနည်းနည်းမြန်မြန်လေးနဲ့လှလှလေးချုပ်ပေးထားတယ်နောက်ကိုကြတော့နောက်ခွဲ zip ကလေးနဲ့ပဲချုပ်ပေးထားပါတယ်ရှင်နှက်ပြရောင်လေးပါဒါလေးလည်းအရန်လာပါတယ်ဒါလေးကတော့အပြာရောင်လေးပါဒီဟာလေးကတော့ပဝါလေးပါတာပေါ့နော်သူကတော့ပွဲတက်ဖို့အတွက်ဆိုတော့ပဝါလေးနဲ့အဲ့လိုမျိုးဒါလေးကတော့အပြာရောင်အနုလေးပေါ့နော်အပြာနုလေးပါဒါလေးလည်း original cashmere လေးပါရှင်ဒီဇိုင်းလေးကတော့ draping လေးပေါ့နော်ဒီမှာ draping လေးထည့်ပေးထားတယ်ပြီးလို့ရှိရင် sequence လေးတွေကိုမြန်မြန်လေးထိုးပေးထားပါတယ်ရှင်ဒါလေးကတော့ပဝါလေးပါမကြတော့ပဝါလေးအမြဲတမ်းခြုံတဲ့အတွက်ကြောင့်မလို့ပဝါလေးနဲ့တွဲပြီးတော့ချုပ်ပေးထားပါတယ်ရှင်ဒါလေးကိုကြတော့ပဝါလေးပါလုပ်ပေးထားတာပေါ့နော်နောက်တစ်စုံကလည်း original cashmere လေးပါဒါလေးကကြာနှုတ်စိမ်းရောင်လေးပါရှင်နှုတ်စိမ်းရောင်အနုလေးပါအရန်လာတဲ့အရောင်လေးဒါလေးကိုလည်းရင်ဘတ်မှာထမိန်စလေးယူထားပြီးရပေါ့နော်ထမိန်စလေးကိုဒီလိုမျိုးအ white ကလေးနည်းနည်းလေးဆန်းသွားအောင်လို့ white ကလေးယူထားပြီးတယ်ပြီးရင် draping လေးထည့်ထားပေးပါတယ် draping လေးထည့်ပေးထားပါတယ်ရှင်ဒီ design လေးဆိုလည်းအရန်လာပါတယ်ဒါလေးကတော့နှုတ်စိမ်းရောင်လေးပေါ့နော်ဒါလေးကတော့အနီရောင်လေးပါသူလည်းပဲ original cashmere လေးပါရှင်အစင်လေးအရန်လာပါတယ်ဒီအစင်လေးတော်တော်လာတဲ့အစင်လေးပါသူ့လည်းရင်ဘတ်မှာထမိန်စလေးပြန်ယူပြီးတော့အလဲမှာဇာဘားလေးထည့်ပြီးတော့ sequence လေးထိုးပေးထားတယ်ဒီနားလေးမှာ draping လေးထည့်ပေးထားပါတယ်ရှင်ဒါလေးကနောက်ကွဲ zip ကလေးနဲ့ပဲချုပ်ပေးထားပါတယ်လက်ကလေးမှာဒီလိုမျိုးလေးအကွဲလေးနဲ့ sequence လေးပြန်ထိုးပေးထားပါတယ်ပြီးပါပြီအဲ့ဒါဆိုရင်ပြီးသွားပြီပေါ့နော်မေဝတ်ထားတာလေးပေါ့နော်အခုဒီဝတ်ထားတာလေးကချီပွန်ပန်းထိုးလေးပါ cashmere အစင်လေးကိုထိုးထားတာလေးပါရှင်ဒါလေးလည်း no bra လေးပဲချုပ်ထားပါတယ်ခုနအင်ကြီးလေးအကုန်လုံးလည်း no bra လေးချုပ်ထားပါတယ်ဒါလေးကတော့နှက်ပြရောင်လေးပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်